လူတွေရဲ့စိတ်ခံစားမှုဟာအာယုန်တွေနဲ့တွေ့ထိပြီးတဲ့နောက်ပေါ်လာရတာပဲကောင်းတဲ့အာယုန်နဲ့တွေ့တယ်မကောင်းတဲ့အာယုန်နဲ့တွေ့တယ်အဲ့တော့ကောင်းတဲ့အာယုန်နဲ့တွေ့တဲ့အခါကျတော့ကိုယ်နှစ်သက်တဲ့အာယုန်ဆိုရင်စိတ်ချမ်းသာနေတဲ့ဒုက္ခဝေဒနာဖြစ်တယ်ကိုယ်မနှစ်သက်တဲ့အာယုန်ဆိုရင်ဒုက္ခဝေဒနာခံစားကြတယ်အဲ့ဒီလိုနဲ့ပဲလောကထဲမှာစိတ်ခံစားမှုဆိုတာအရေးပါလာတယ်ဘဝတစ်ခုမှာအဲ့ဒီစိတ်ခံစားချက်တွေနဲ့ပဲနေ့စဉ်ကြော်ဖြတ်ကြဆက်ဆံကြအလုပ်လုပ်ကြတာအဲ့တော့ဒီလောကကြီးရဲ့နေရာမှာအရာလုံတိုင်းမဖြစ်ဘူးဆိုတဲ့ကာလမျိုးတွေရှိတယ်အဲ့ဒီလုံတိုင်းမဖြစ်တဲ့ကာလတွေကြုံတဲ့အခါမှာစိတ်ထက်ကြကြတယ်စိတ်ပြတ်တယ်မျောလင်းချက်တွေမဲ့တယ်ဘာလို့ရမှန်းမသိအဲ့ဒီချိန်မှာခံစားရတဲ့ခံစားချက်ဟာတကယ်ဒုက္ခနဲ့ကြုံနေတဲ့သူများသားသမီးများဆွေမျိုးရင်းချများဆုံးရှုံးရတဲ့သူတွေစီစိမ်ဆုံးရှုံးတဲ့သူတွေအခွင့်အလမ်းဆုံးရှုံးတဲ့သူတွေအဲ့ဒီလိုဆုံးရှုံးတဲ့အရာတွေကိုကြုံဘူးသောသူများမှအပြည့်အဝနားလည်နိုင်မယ်ဆွေမျိုးရင်းချမကောင်းသောနည်းနဲ့ဆုံးရှုံးရတာတာမန်96ပါးယောဂနဲ့ဆုံးရှုံးတာမျိုးမဟုတ်ပဲမကောင်းသောနည်းတစ်ခုခုနဲ့ဘေးတစ်ခုခုနဲ့ဆုံးရှုံးရတာမျိုးကိုကိုယ်တိုင်ကြုံဘူးမှအဲ့ဒီခံစားချက်ကိုနားလဲတာဒီတော့ခံစားချက်တွေပြင်းထန်တယ်စိတ်တွေပြတ်တယ်ဘဝကဘာအတွက်အသက်ရှင်နေမှန်းကိုမသိဖြစ်ကြတယ်မျောလင်းချက်တွေပျောက်ဆုံးနေတယ်လို့ဖြစ်ပြီးကိုယ်တောင်မှဘာအတွက်အသက်ရှင်နေမှန်းမသိဖြစ်လာတယ်အဲ့ဒီလိုအခါမျိုးမှာသတိထားရတယ်အဲ့တော့ဆုံးရှုံးမှုအမျိုးမျိုးကြုံဘူးတဲ့သူတွေဆိုလို့ရှိရင်လေတရားနဲ့ဆင်ခြင်နိုင်ပါမှသူတို့လည်းတတ်တာတခါဆုံးရှုံးလဲဒီအတိုင်းပဲနောက်တစ်ခါဆုံးရှုံးလဲမရင်ကျက်ဘူးအဲ့ဒီလိုသွားလို့မရဘူးအဲ့တော့ဘဝကြီးထဲမှာစိတ်သက်သာခွင့်လေးကိုဘာသာကိုယူနိုင်မှပဲဖြစ်မယ်ဒုက္ခလို့မြတ်စွာဘုရားဟောတော်ဘဝကိုရထားတာနောက်ထပ်ပြီးတော့စိတ်ကိုမငြင်းဆဲမိစေနဲ့အပင်ပန်းစေအောင်များသောအားဖြင့်တော့တရားဆင်ခြင်ကြရတာဖြစ်ချင်တိုင်းမဖြစ်တာကြိုးစားနေပြီမဲ့လို့အကုန်လုံးဆုံးရှုံးသွားရတာဒါတွေကိုကြုံတဲ့အခါမျိုးမှာရည်ရွယ်ချက်ပျောက်သွားတယ်လို့ဘဝကြီးတစ်ခုလုံးဆုံးရှုံးသွားတယ်လို့မျိုးမခံစားပါနဲ့အချိန်တော့ယူရတယ်ခံစားချက်တိုင်းကိုတတ်တာစေဖို့အတွက်အချိန်တစ်ခုကိုယူရတယ်သို့တော်လည်းပဲကိုယ်စိတ်ကိုတည်ငြိမ်အောင်လို့ဂုဏ်တော်ပွားခြင်းအမှန်တရားကိုသာဆင်ခြင်ခြင်းအရှိတရားအတိုင်းသာဆက်ပြီးတော့ရှင်သန်ခြင်းတကယ်အရှိတရားကိုအရှိတရားတိုင်းမြင်နိုင်မှဖြစ်မယ်ကိုယ်မှာဘာမှမရှိတော့ဘူးဆိုဘာမှမရှိတဲ့လူတစ်ယောက်စတင်ကြိုးစားရတဲ့ပုံစံမျိုးလှုပ်ရှားရမှာပဲကိုယ်အရင်တုန်းကရွှေကြီးဆောင်ခဲ့တာတွေဘာတွေပြန်မတွေးနဲ့အခုလောလောဆယ်ကိုယ်ဘဝ3ညရောက်သွားပြီဆိုရင်3ညကနေပြန်စရမယ်နီးလေအတိုင်းလေကတစ်တွေအတိုင်းပြန်တက်ရမှာပဲအဲ့တော့စိတ်တက်ကြနေရင်ဘာအကျိုးမှမရှိဘူးအရှိအတိုင်းမြင်အောင်ကြိုးစားပြီးတော့အဲ့ဒီအရှိအတိုင်းကနေပဲလက်ရှိအရှိအတိုင်းကြိုးစားပါနောက်ဘယ်တော့မှစိတ်တက်ကြကြတယ်လို့ဖြစ်တိုင်းစိတ်ကိုလွတ်မပေးပါနဲ့စိတ်ကိုပြန်မှတ်တည်ပါကိုယ့်အတွက်နေရာတစ်ခုတော့ရှိနေပါလိမ့်မယ်ဒါကြောင့်ကဘာသူကဘာသားအပေါင်းကိုယ်စိတ်ခံစားချက်တွေကိုအလိုလိုက်ပြီးတော့ဘုံဘုံလဲသွားအောင်တော့အလိုမလိုက်ပါနဲ့ပြန်မှတ်တည်ပြီးတော့ရည်ရွယ်ချက်စီရောက်အောင်သွားနိုင်ပါစေလို့ဆုတောင်းပေးတယ်အားလုံးကဘာသူကဘာသားအပေါင်းအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ